Hello, have you made your New Year's resolutions for 2026 to improve your English? 2026မှာကိုယ့်ရဲ့အင်္ဂလိပ်စာကိုပို့ပြီးတော့တိုးတက်အောင်လေ့လာရမယ်လို့ဆုံးဖြတ်ထားတဲ့လူတွေဆိုရင်ဒီဗီဒီယိုလေးကိုဆက်ကြည့်ပေးပါ By the way, did you know what New Year's resolutions are? New Year's resolutions ဆိုတာကကိုတိုးတက်အောင်ဘာတွေလုပ်မယ်ဆိုပြီးတော့ plan ချထားတာမျိုးကိုကတိကဝတ်ပေးတာမျိုးဆိုလိုတာပါအင်္ဂလိပ်စာလေ့လာတဲ့သူဆိုရင်နောက်နှစ်မှာအင်္ဂလိပ်စာကို level ဘယ်လောက်ကနေဘယ်လောက်ပြည့်အောင်ရအောင်လုပ်မယ်စာအုပ်တွေမနေ့ပြအောင်ဖတ်မယ်ပေါ့နော်စာအုပ်ဖတ်မယ်အဲ့တော့2026ကိုနိုင်ခါကျရင်စာအုပ်စနုပ်ပြရမယ်ဒါမျိုးတွေနောက်တစ်မျိုးကကြတော့ငါက healthy lifestyle အတိုင်းပဲနေမယ်တနေ့ကိုခြေလမ်း1000ရှောက်မယ် 10,000 steps ကိုရှောက်မယ်နေ့ every day ပေါ့နော် every day ရှောက်မယ်ဒါမျိုးကိုတိုးတက်အောင်လို့ဒီကဝတ်တွေချတော့ကို New Year's resolutions လို့ခေါ်ပါတယ်ဒါပေမဲ့တကယ်လုပ်နိုင်တဲ့သူကတော့နည်းငယ်ပဲရှိပါတယ်အဲ့တော့ကျွန်တော်အင်္ဂလိပ်စာကိုတိုးတက်အောင်လေ့လာရမယ်လို့ဆုံးဖြတ်ထားရဲဆိုရင်ပထမဆုံးအရေးကြီးဆုံးချက်ကဘာလဲဆိုတာသိပါလားအဲ့ဒါကတော့ consistency ဖြစ်ပါတယ် consistency ဆိုတာကဆက်ဆက်မြဲမြဲလုပ်တဲ့အကျင့်ကိုဆိုလိုတာပါ consistency is the key to success consistency ရှိမှုကအရေးကြီးပါတယ် consistency over intensity နဲ့ consistency နဲ့ကိုဘယ်ဟာရွေးဆိုရင် consistency ကိုပဲရွေးချယ်ရပါမယ် intensity ဆိုတာကတနေ့ကိုတော့3-4နာရီကြည့်လိုက်တယ်ကြည့်ပြီးတော့နောက်3-4ရက်မကြည့်ဘဲနဲ့ထားလိုက်တယ်အဲ့လိုမျိုးလုပ်မယ်စာ consistency ဆိုရဲတနေ့ကို1နာရီအမြဲတမ်းပြအောင်ကြည့်မယ် timer ချပြီးတော့ကြည့်မယ်မအားတဲ့လုံးဝမအားတဲ့နေ့တွေမှာတရက်2ရက်လွတ်သွားတာရှိမယ်ဒါပေမဲ့တစ်ပတ်ကို9ရက်လောက်ကြည့်ပြတယ်ဆိုရင်ကိုကအင်္ဂလိပ်စာပုံမှန်လေးကြည့်ပြနေတဲ့အတွက်တဖြည်းဖြည်းနဲ့တိုးတက်မှုကအရင်သိတာပါတယ်ဒါကနံပါတ်1အချက်ပါနောက်ထပ်နံပါတ်2အချက်ကတစ်ခါလေ့လာရင် skill တစ်ခုကိုပဲလေ့လာပါ one main focus လို့ခေါ်တာပေါ့နော် one main focus if you try to improve vocabulary grammar for skills writing pronunciation speaking at the same time you will feel overwhelmed and it will get you nowhere တခါတည်းမှာပဲကျွန်တော် skills တွေအားလုံးကိုစုပြုံပြီးတော့လေ့လာရင်စိတ်ထဲမှာမနိုင်မနှင်းဖြစ်တယ်လို့မျိုးခံစားလာရမယ်ပြီးတော့ရှေ့ဆက်မသွားတော့ဘဲနဲ့နောက်ပြတ်ဆုတ်သွားမယ်ပေါ့နော်စိတ်ကိုဆက်ပြီးတော့မလေ့လာဖြစ်တော့ဘူးအဲ့လိုမျိုးဖြစ်မှာဆိုလို့ကျွန်တော်ကတခါလေ့လာရင်တနားရီပဲလေ့လာ skills ကိုပဲလေ့လာပါအဲ့တော့လေ့လာတဲ့အခါမှာလည်းနီးနန်းနေမှန်ဖို့လိုတယ်ပေါ့နော်အခုမှအင်္ဂလိပ်စာကိုစာလေ့လာတော့မယ်သူတွေကတော့သင်တန်းနေအရင်တက်ပြီးမှလေ့လာရင်ပိုကောင်းပါတယ်ပိုကောင်းလို့ဆိုချင်အရှယ်ကအင်္ဂလိပ်စာမှာဘယ်လေ့လာမှုကမှန်တယ်ဆိုတော့ 100% ညမရှိဘူးပေါ့နော်တရားမတူပါဘူးကို self study မလုပ်တတ်တဲ့လူတွေကသင်တန်းတွေမှာအခြေခံခံရအောင်အရင်တက်ပါပြီးတော့မှကို self study လုပ်ပါအချို့ကတော့လေကျွန်တော်ဒီ online မှာ share လုပ်ဖို့တင်တဲ့ဗီဒီယိုလေးတွေပေါ့နော်ဗီဒီယိုတွေကိုကြည့်ပြီးတော့ဒီဗီဒီယိုတစ်ခုမှာတစ်ခုမှတ်စရာရှိတယ်တခြားမှတ်တယ်တခြားလိုက်လုပ်တယ်ဆိုရင်လေအဲ့လိုအသေးချာမှတ်တဲ့ကြည့်ရှိတဲ့လူတွေကဘလို့ပဲလေ့လာကိုတိုးတက်ပါတယ်နောက်ထပ်နံပါတ်3အချက်က use English in daily life ကိုလေ့လာထားတဲ့ English စလုံးတွေကိုနေ့စဉ်ဘဝမှာအသုံးချပေးပါဒါကတကယ့်ကိုအရင်အရေးကြီးရပေါ့နော် example ဆိုရင်ကျွန်တော် talk to yourself when you are doing something when you are cooking something you can describe I am cracking the eggs I am cracking the eggs, I am whisking the eggs, and I am pouring some oil into the frying pan, just like that. And describe your day when you are alone. ကျွန်တော်တယောက်တည်းရှိတဲ့အချိန်မှာကိုတနေ့တာကြော်ဖြတ်ခဲ့တဲ့တနေ့တာမှာလှုပ်ဆောင်ခဲ့တဲ့အရာတွေကိုပြောကြည့်ပေါ့နော်ညရောက်တဲ့ခါမှာပြောကြည့်ပါအကြိုက်ရှိဘာထက်စီကိုသုံးပါလဲဆိုတာလေးကကိုလေးလက်ထားတဲ့ grammar ကိုအဲ့နေရာမှာသုံးချမယ်ပေါ့နော်တနေ့တာလုံးတွေညရောက်တဲ့ခါမှာပြင်ပြရတယ်ဆိုရင်တော့ကျွန်တော် past simple ဖြစ်နိုင်တယ် present perfect သုံးလို့ရမယ်ပေါ့ဒီ test နှစ်ခုနဲ့သုံးလို့ရတယ် for example ငါတနေ့တာလုံးတွေ coffee နဲ့ခွက်တောက်ပြီးတောက်ခဲ့ရဆိုရင် I have taken 2 cups of coffee or I have had 2 cups of coffee ငါတို့ကမစားခဲ့ရအောင်ဆိုရင်ကိုကညရောက်တဲ့ချိန်မှာပြောနေတဲ့အတွက်နေ့ကမစားခဲ့တဲ့ကိစ္စဟာ simple past ဖြစ်သွားပြီပေါ့နော် I didn't have lunch today I didn't have lunch today ဒါမျိုးတွေပေါ့နော်ဂျာနယ်လေးနဲ့လုပ်လို့ရတယ်ဂျာနယ်လေးဆိုရင်ကျွန်တော် writing ကိုချရေးတာပေါ့ writing ကိုကျင့်တာလေးဖြစ်တယ် vocab ကိုကျင့်ရရောက်တယ် grammar ကိုကျင့်ရလေးရောက်တယ်ပေါ့နော်ဘယ်လိုပဲလုပ်လို့ကျွန်တော်ကတနေ့တာပေါ့တနေ့တာကိုတနေ့တာလို့ဆောင်ခဲ့တဲ့ညကိုပေါ်ပြပေးပါအဲ့ဒါပြောကျွန်တော် repeat useful sentences again and again ကို
နေ့စဉ်ပြောသမျှတွေမှာအသုံးဝင်တဲ့စလုံးလေးတွေကိုခဏခဏထက်ထက်ပြီးတော့သုံးပေးပေါ့နော်စာကြောင်းတွေဆိုလည်းထက်ထက်ပြီးတော့သုံးပေးပါကြာရင်အဲ့စာကြောင်းတွေကကိုယ့်ရဲ့ကောင်းထဲမှာ memorize လုပ်ပြီးတော့ automatic ကိုယ့်ရဲ့ပါဇက်ကထွက်လာပါလိမ့်မယ်ထိရအောင်ဒီပါဇက်ရဲ့ muscle တွေကိုကျင့်ပေးရတာပေါ့နော်ဒီပါဇက်နဲ့အုံနောက်ကိုကျွန်တော်က wire လုပ်ပေးရတာပေါ့နော်ချိတ်ဆက်ပေးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တနေ့တနာရီကိုပုံမှန်လေးကျင့်ပြီးသွားရင်လည်းထပ်ပြီးတော့ကိုလို့တမတွေကိုပြောနေပေါ့နော်ဒါတွေကတော့ extra practice ပေါ့ကိုယ့်ရဲ့တနေ့တနာရီကျင့်တဲ့နေရာမှာထည့်မတွက်ဘူးပေါ့နော်ဒါတွေကတော့ပုံမှန်မြင်ကျင့်ပေးနေရမယ့်အရာအားတယ်လို့ပါဇက်ကပြောနေပေါ့နော်နောက်ထပ် number 4ချက်ကလည်းအရေးကြီးပါတယ် number 4ချက်ကဘာလဲဆိုရင် stop waiting to feel ready motivation ပေါ့ motivation ရအောင်မစောင့်ပါနဲ့ငါဒီနေ့စာအရင်ကြည့်နေဆိုကြည့်လိုက်တယ်နောက်တစ်ချိန်ပြည့်နေဆိုမကြည့်ဘူးပေါ့နော် ready ဖြစ်တဲ့အချိန်ကိုမစောင့်ပါနဲ့ကျွန်တော်လောက်ရမယ်လို့တွေးပြီးတော့လုပ်ပါလူကြီးတော်များများမှာ motivation ကိုစောင့်ကြတယ် motivational speech တွေကိုနားထောင်နေ motivational book တွေကိုဖတ်တယ် self help book တွေလို့ခေါ်တာပေါ့နော်ဖတ်လိုက်တယ်လက်တွေ့မှာမရောက်လာဘူးအဲ့လိုဖြစ်မဲ့စာ motivation ကိုစောင့်နေပါနဲ့ ready ဖြစ်အောင်စောင့်နေပါနဲ့လောက်ရမယ့်အချိန်မှာထပြီးတော့လုပ်လိုက်ပါဒါလည်းအရေးကြီးတဲ့မှာပါဝင်နေပေါ့နော်Making mistakes mean you are learning. Silence means you are not practicing. So don't be afraid to make mistakes. Don't wait to feel ready. Just do it. Don't be a procrastinator. ထားလို့လိုက်ပါ motivation ကိုမစောင့်ပါနဲ့နောက်ထပ်အရေးကြီးတဲ့ချက်က set clear goals ပေါ့နော်ကိုကဘာဖြစ်ချင်တာလဲဆိုတာကိုအသေးချာခြာရေးထားပါကိုဘာဖြစ်ချင်တာလဲအင်္ဂလိပ်စာတူတက်ချင်တယ်အဲ့ထက်ပိုပြီးတော့ specific ပြောနိုင်ဖို့ကောင်းတယ်ဘယ်လိုတူတက်ချင်တာလဲကိုရဲ့အင်္ဂလိပ်စာ level ကခုမှစမယ်ဆိုရင် A1 level လို့ခေါ်မယ်ပေါ့နော်အခြေခံအဆင့် A1 ကနေ B1 intermediate အထိရအောင်နောက်26ခုလုံးမှာငါပြအောင်စူးစမ်းလိုက်မယ်ဒါဟာ clear goals ပေါ့နော်ဒါတကယ်ကိုဖြစ်နိုင်ခြေရှိပါတယ်တနေ့ကိုတနာရီပုံမှန်ကြည့်သားတဲ့လူတွေလုံးဝကိုဖြစ်နိုင်ပါတယ်အဲ့တော့နောက်ချက်က speaking ပြောမယ်လို့ target ထားရဲဆိုရင် speaking ကိုရအောင်ကျင့်ပါ realistic goals တော့ရှိရမယ်တကယ်စစ်မှန်ပြီးတကယ်လုပ်နိုင်တဲ့လက်တွေ့ကျတဲ့ goals တွေတော့ဖြစ်ရမယ်ပေါ့နော်ကိုကအခုမှအင်္ဂလိပ်စာကိုစပြီးတော့လေ့လာတယ်ဒီနေ့ကတော့ IST ဖြေလိုက်မယ်ဒါမျိုးဆိုရင်တော့ကျွန်တော် ready မဖြစ်နိုင်သေးဘူးပေါ့နော်တနစ်တော့ကောက်ကောက်အချိန်ပေးရမယ်အခြေခံနေကြည့်အောင်ပေါ့နော် intermediate level ထိရအောင်လို့တနစ်စာကောက်ကောက်အချိန်ပေးလိုက်ပါကိုမလေ့လာတတ်ဘူးဆိုရင်တင်တန်းတွေကိုတက်ပါဒီလကောင်မှာ grammar basic class ဖွင့်ဖို့ရှိပါတယ်ရှင်း grammar တွေကိုလုံးဝကျင့်ကြအောင်သင်ပေးပါတယ်အခြေခံတွေကိုခိုင်မာသွားပြီဆိုရင်ကို self study လုပ်ရတာပို့လွယ်တယ်အချိန်ကုန်တက်တာတယ်ငွေကုန်တက်တာတယ်လူလဲပန်းတာတက်တာတယ်ပေါ့နော်အဆုံးအချက်ကကြတော့ be kind to yourself ကိုကျင့်တာပါကိုကျင့်တာလဲဆိုခြင်းဟာအပြင်းကြီးရဲ့လူတွေအတွက်မဟုတ်ပါဘူးတကယ်စူးစမ်းပြီးတော့တစ်ရက်နှစ်ရက်လောက်မလေ့ကျင့်ရဘဲနဲ့တပည့်ကို9ရက်လေ့ကျင့်မယ်လို့ဆုံးမထားပြီးတော့9ရက်လောက်ပဲလေ့ကျင့်နေဆိုရင်It's okay. အဓိကတော့ be consistently ရှိနေဖို့ပါပဲဖြစ်ပါတယ် I hope your New Year's resolutions help you achieve your goals. See you in the next videos.